လူတယောက်ဟာတင်ရဲနဲ့ချမ်းသာခြင်းနဲ့မျောလင်းချက်နဲ့ဆူတောင်းရည်တွင်ထဲကိုအကျွေးစေးတစ်စေးပစ်ထည့်လိုက်ပါတယ်အကျွေးစေးဟာဝတ်ထားတဲ့ပိုက်လိုင်းတွေကတဆင့်ရှို့ဝက်ဆန်းကျဲတဲ့ဆက်ထဲကိုရောက်သွားပြီးအဲ့ဒီမှာပြင်းရည်နေတဲ့ဆူတောင်းတဲ့သမီးလေးကခလုတ်တစ်ခုကိုပြင်းရည်ပြင်းတွဲနဲ့နှိပ်လိုက်ပါတယ်တောက်ပနေတဲ့ဆူတောင်းစွမ်းအင်တွေဟာအပေါ်ကိုပြန်တက်သွားပါတယ်အဲ့ဒီလူလှည့်လိုက်တဲ့အချိန်မှာပဲဒေါ်လာ100တန်တရွက်ဟာသူ့မျက်နှာကိုလာရိုက်ပါတယ်နတ်သမီးလေးကတော့သူ့ရဲ့ဂျင်းနဲ့နေတဲ့အပြုံးကိုမယုံကြည်နိုင်စို့အားနဲ့ပဲကြည့်နေခဲ့ရပါတယ်မကြခင်မှာပဲအသက်30အထိလူပျော်ပျိုကြီးဖြစ်နေတဲ့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဟာအချစ်ကိုဆူတောင်းရင်းသူတို့ရဲ့အကျွေးစေးတွေကိုရေတွင်းထဲပစ်ထည့်လိုက်ကြပါတယ်နတ်သမီးလေးကအချစ်ခလုတ်ကိုနှိပ်လိုက်ပေမဲ့အကျွေးစေးတွေကပိုက်ထဲမှာပိတ်မိသွားပြီးဆူတောင်းစွမ်းအင်တွေကိုတားဆီးလိုက်တဲ့အတွက်အချစ်ဇလန်းဟာမစတင်နိုင်ခဲ့ပါဘူးတတိပေးတံမီလာလို့နတ်သမီးလေးကပြစ်ဒနာကိုစစ်ဆေးတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာစိတ်ပြက်လက်ပြက်နဲ့ထွက်သွားကြပါပြီသူကခလုတ်တွေကိုရိုက်နှက်ပေမဲ့ဘာမှမထူးခြားတဲ့အတွက်သူ့ရဲ့အရေးပေါ်ဆူတောင်းကိရိယာကိုယူပြီးကိုယ်တိုင်ဖြည့်ရှင်းဖို့လုပ်ပါတယ်သူကဆူတောင်းလုံးလေးကိုအမျိုးသမီးရဲ့ပန်းစည်းထဲမှာဒန်ဒီလီယွန်ပန်းလေးအဖြစ်ဟန်ဆောင်ပြီးထည့်ပေးလိုက်ပေမဲ့သူမကပေါင်းပင်လို့ထင်ပြီးအမိုက်ပုံးထဲပစ်ထည့်လိုက်ပါတယ်ထက်ကြိုးစားတဲ့အနေနဲ့နတ်သမီးလေးကအဲ့ဒီလူနောက်ကိုလိုက်ပေမဲ့ဆူတောင်းလုံးကသူထေးကြီးစီကိုလွင့်သွားပြီးသူထေးကပန်းလေးကိုမှုတ်ထုတ်လိုက်တဲ့အခါရွှေတင်ကားပြားတွေအများကြီးရသွားပါတယ်စိတ်တူသွားတဲ့နတ်သမီးလေးကဆူတောင်းပူမရင်ကိုပြည့်လိုက်ပေမဲ့ပြစ်မှတ်လွဲပြီးသူထေးကြီးစီကိုပဲပြန်ရောက်သွားကရွှေတင်ကားတွေထက်ကျလာပြန်ပါတယ်အသေးအတန်ဖြစ်နေတဲ့နတ်သမီးလေးကဆူတောင်းတင်နက်ကိုထုတ်လိုက်ပေမဲ့ဆက်ချို့ရင်းပြီးသူ့ကိုယ်သူအမိုက်ပုံးထဲလွင့်ကျသွားပါတယ်ကိရိယာတွေအားလုံးကုန်သွားတဲ့အချိန်မှာအဲ့ဒီလူနှစ်ယောက်ကထွက်သွားဖို့ပြင်နေတော့ရွှေတင်ကားတွေကြားမြုပ်နေတဲ့သူထေးကြီးကနတ်သမီးလေးကိုတနာပြီးအကျွေးစေးတစ်စေးပေးလိုက်ပါတယ်အဲ့ဒါကစိတ်ကူးတစ်ခုရစေခဲ့ပါတယ်နတ်သမီးလေးကရေတွင်းစီပြေးသွားပြီးအကျွေးစေးကိုပစ်ထည့်လိုက်တဲ့အခါပိတ်နေတဲ့အကျွေးစေးတွေပွင့်ထွက်သွားပြီးဆူတောင်းစွမ်းအင်တွေပေါက်ကွဲထွက်လာပါတယ်အဲ့ဒီလူဟာကားပေါ်ကနေဆွဲထုတ်ခံရပြီးအမျိုးသမီးကလည်းသူမရဲ့ကားပေါ်ကနေဆွဲထုတ်ခံရကနောက်ဆုံးမှာတော့တောက်ပတဲ့စွမ်းအင်တွေကသူတို့နှစ်ယောက်ကိုစုံစည်းပေးလိုက်ပါတယ်အချစ်ကိုရရှိစေခဲ့ပြီးနတ်သမီးလေးလည်းနောက်ဆုံးမှာတော့တပ်ပြင်းချနိုင်သွားပါတော့တယ်